ဘာပေါ်ကလူ3ဘီလီယံလောက်သုံးနေတဲ့ Facebook နဲ့ Instagram တို့ရဲ့ပိုင်ရှင်မတ်ဇူကာဘတ်ကိုအမေရိကရဲ့ပြည်နယ်29ခုကပူးပေါင်းပြီးတော့တရားရုံးကိုခေါ်သွားခဲ့ကြပါတယ်။ဒါအပြင်တရားစွဲထားတာအနိုင်ရသွားခဲ့လို့ရှိရင်ပေးရမယ့်လျော်ကြေးငွေရလဲ1.4 trillion လောက်ရှိပါတယ်။ဒါဟာ Facebook ကုမ္ပဏီအခု Meta ရဲ့ market capital တစ်ခုလုံးပါပဲ။ဒါအပြင်ဒီမှုသာအနိုင်ရသွားခဲ့လို့ရှိရင် Facebook, Instagram နာမက social media အားလုံးရဲ့ကျွန်တော်တို့ရဲ့အသုံးပြုနေရတဲ့ပုံစံတွေကွဲပြားသွားမှာပဲဖြစ်ပါတယ်။ကဲဘာကြောင့်မတ်ဇူကာဘတ်ကိုယ်တိုင်တရားရုံးကိုရောက်နေရလဲ Facebook ကုမ္ပဏီကလည်းသူ့ရဲ့ market value တစ်ခုလုံးကိုတောင်လျော်ကြေးအနေနဲ့ပေးရတော့မယ့်အခြေအနေကိုဘာကြောင့်ရောက်နေလဲဆိုတာကိုဒီဗီဒီယိုမှာစက်ကြည့်လိုက်ကြရအောင်ပါဒီအမှုကရုတ်တရက်ပေါ်ပေါက်လာတော့မဟုတ်ပါဘူး2023ခုနှစ်လောက်ကလေးကစတင်နေတာပါကော်လိုရာဒိုနယူးဂျာစီကယ်လီဖိုးနီးယားကန်တက်ကီဆိုတဲ့ပြည်နယ်တွေကစုပေါင်းပြီးတော့ပြည်နယ်29ခုကိုဦးဆောင်ပြီးတော့မက်တာကိုတရားစွဲဆိုခဲ့တာပါတရားစွဲဆိုရတဲ့အကြောင်းရင်းတွေထဲမှာမက်တာကကလေးငယ်တွေနဲ့ပတ်သက်ပြီးတော့ဒီ application ပေါ်ကိုဆွဲလန်းအောင်လုပ်တာနောက်တစ်ချက်အနေနဲ့ကကြတော့လူတွေကိုကြိုမပြောဘဲနဲ့လိမ်လည်ခဲ့တာလူတွေရဲ့ data အချက်လက်တွေကိုဘယ်လိုစုဆောင်းမလဲဆိုတာကိုလိမ်လည်ခဲ့တာရေနောက်ဆုံးအချက်အနေနဲ့ကတော့ကလေးငယ်တွေနဲ့ပတ်သက်တဲ့ data တွေကိုတရားမဝင်စုဆောင်းတိုးလောင်တာတွေကြောင့်ပဲဖြစ်ပါတယ်ဒီမှုက9ပတ်လောက်ကြာမှဖြစ်ပြီးတော့အဆုံးမှာဘာတွေဖြစ်မလဲဆိုတာကိုဘယ်သူမှမသိနိုင်သေးပါဘူးဒီမှုကတော့ရိုးရိုးရှင်းရှင်းစတင်ခဲ့တာမဟုတ်ပါဘူးနောက်ကျောလို့ဓာတ်နဲ့ထိုးခံရပြီးတော့စတင်ခဲ့တာပါဒီမှုကိုတရားရုံးထိအရောက်ပို့ခဲ့တဲ့သူကတော့တခြားသူမဟုတ်ပါဘူးမက်တာရဲ့ ex-employee ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ Frances Hogan ပဲဖြစ်ပါတယ်ဒါကြောင့်ဇူကာဘတ်နောက်ကျောကိုဓာတ်ထိုးခံလိုက်ရတယ်လို့ပြောနိုင်ပါတယ်ဒီလူက2023ခုနှစ်မှာအမေရိကန်နိုင်ငံရဲ့စီးနိတ်ကိုတွားပြီးတော့ဒီဖြောင်းချက်ကိုပေးခဲ့ပါတယ် Facebook ကကလင်းငယ်တွေရဲ့ data တွေကိုခိုးယူနေတာကိုသိတယ်ဒါအပြင်ဒီအချက်တွေကကလင်းငယ်တွေကိုထိခိုက်စေနိုင်တယ်ဆိုတာလည်းသိတယ်ဒါတွေအားလုံးကိုသိရတဲ့မက်တာဟာသူ့ရဲ့ version ကိုပြောင်းလဲမှုလုံးဝမလုပ်ဘဲနဲ့သူ့ရဲ့ profit တစ်ခုတည်းကိုသာကြည့်ပြီးတော့ဆက်လက်လှုပ်ဆောင်နေတယ်ဆိုပြီးတော့တရားရုံးကိုရှောက်တင်ခဲ့တာပါဒီအချက်ကြောင့်ပဲပြည်내ပေါင်းများစွာရဲ့စုံစမ်းမှုတွေကမက်တာအပေါ်ကိုစတင်ခဲ့ပါတော့တယ်ဒီမှုကိုလွှတ်တော်အမတ်တွေဟာမက်တာရဲ့ internet document တွေ ex-employee တွေရဲ့ပြန်ပြောကြားတဲ့စကားတွေဒါအပြင်ကုမ္ပဏီရဲ့လူတွေကိုဆွဲလန်းလာအောင်ပြုလုပ်မှုတွေအပေါ်အခြေခံပြီးတော့တရားစွဲမှာပဲဖြစ်ပါတယ် Instagram ကိုယ်တိုင်ရဲ့ research ကအမျိုးသမီးငယ်တွေအထူးသဖြင့်10ကျော်သက်တွေကိုမဖြစ်မနေဆွဲလန်းလာအောင်ပြုလုပ်ထားတဲ့ဆိုတဲ့အချက်တွေတွေးရှိလာရပါတယ် scrolling လုပ်တာတွေ notification တွေဒါအပြင် post တွေကိုပြတာတွေကမဖြစ်မနေ addiction ဖြစ်လာအောင်လို့ပြုလုပ်ထားတယ်လို့ဆိုပါတယ်ဒါကိုမက်တာဘက်ကရှင်းနေတွေကလည်းလုံးဝလက်မခံပါဘူးသူတို့က social media addiction ဖြစ်တယ်ဆိုတာက recognized psychiatric condition မဟုတ်ဘူးဆိုပြီးတော့ပြန်လည်ညှင်းဆိုထားပါတယ်ဒီအဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်သတ်မှတ်ထားတဲ့စိတ်ယောဂအခြေအနေတစ်ခုမဟုတ်ဘူးဒါဟာစိတ်ယောဂအနေနဲ့အဓိပ္ပာယ်ဖွင့်ဆိုလို့မရဘူးဆိုတဲ့ပုံစံမျိုးပြောထားတာပဲဖြစ်ပါတယ်ဒီ Oakland Trail ဟာပထမဆုံးမဟုတ်ပါဘူးဒါက wave တစ်ခုရဲ့ latest chapter ပါ New Mexico case February 2026 New Mexico State AG က Meta ကို sexual exploitation case နဲ့တရားစွဲပါတယ် undercover account တွေကိုဖန်တီးပြီးတော့ကလေးအဖြစ်ဟန်ဆောင်ကအဗီဇန်တွေကိုစုဆောင်းခဲ့ကြပါတယ်။ Razak က Meta ကို942မီလီယံပေးဆောင်ဖို့တောင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။ Los Angeles case မှာဆိုလို့ရှိရင်လည်း individual lawsuit တစ်ခုမှာ Meta နဲ့ YouTube ကို combine 6မီလီယံပေးဆောင်ခိုင်းခဲ့ပါတယ်။ဒီ case နှစ်ခုလုံးကို Meta ကအပြည့်အဖြစ်တင်ထားပါတယ်။ဒါပေမဲ့ဒီ Razak တွေက state တွေကိုဒီလို approach တွေကနေအလုပ်ဖြစ်တယ်ဆိုတာကိုပြသပေးခဲ့ပြီးပဲဖြစ်ပါတယ်။ legal expert တွေကဒီ lawsuit strategy ကို1990ခုနှစ်တွေက tobacco company တွေကိုတရားစွဲဆိုခဲ့တဲ့ Playboy နဲ့နှိုင်းယှဉ်ပြီးတော့ကြည့်ကြပါတယ်။ဘာလို့လဲဆိုတော့ social media company တွေကအရင်တုန်းက Sanction 230ဆိုတဲ့ US law အောက်မှာအကာအကွယ်ခံခဲ့ရပါတယ်။ဒီ law က user generated content တွေအတွက် platform တွေကို liability ကနေပြီးတော့ကာကွယ်ပေးထားတာပါ။ဒါပေမဲ့ဒီ lawsuit တွေက content တွေကိုမမေးပါဘူး။ Meta ရဲ့ product design ကိုမေးတာပါ။ Infinite scroll, notification, algorithm, autoplay, feature တွေကိုယ်တိုင်က defective product အဖြစ်ရှုမြင်ဖို့စ조사နေကြတာပါ။ဒါကြောင့် Sanction 230ကဒီကိစ္စအတွက်အကာအကွယ်မဖြစ်တော့ပါဘူး။ဒီမှုကို Oakland တရားရုံးမှာတရားသူကြီး10ယောက်ကဆုံးဖြတ်ချက်ချမှာပါ။ဒါပေမဲ့ final ကိုတော့တရားသူကြီး1ယောက်တည်းကပဲဆုံးဖြတ်မယ်လို့ဆိုပါတယ်။ဒီတရားသူကြီးက Silicon Valley မှာဖြစ်တဲ့ပြဿနာအများစုကိုတရားရေးအရဆုံးဖြတ်ခဲ့တဲ့ကျွမ်းကျင်ပညာရှင်လို့ဆိုနိုင်ပါတယ်။ဒါအပြင် Elon Musk ရဲ့ OpenAI ကိစ္စတုန်းကလည်းဒီတရားသူကြီးကပဲပါဝင်ဆုံးဖြတ်ပေးခဲ့တာပါ။ Mark Zuckerberg ကိုယ်တိုင်နဲ့ Instagram ရဲ့ head ဖြစ်တဲ့ Adam Mosseri တို့ကိုယ်တိုင်တရားရုံးထဲကိုဝင်ပြီးတော့အစစ်ဆေးခံကြရမှာပဲဖြစ်ပါတယ်။တကယ်လို့ပြည်နယ်တွေဘက်ကအနိုင်ရသွားတယ်ဆိုလို့ရှိရင်တော့ Meta ကဒဏ်ငွေတွေအမြောက်အများဒေါ်လာတန်းနဲ့ချီပြီးတော့ပေးဆောင်ရမှာပဲဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့အသုံးပြုနေခဲ့တဲ့ notification style တွေ Facebook ရဲ့ algorithm တွေဒါ
ဒါအပြင်တခြား post ပေါ်လာတဲ့ပုံတွေ replay ပုံတွေကအစပြောင်းလဲသွားနိုင်ခြေရှိပါတယ်ဒါပေမဲ့ဒီကိစ္စကသေတော့မသေးကြပါဘူးဒါကကျွန်တော်တို့ကိုတက်ရောက်မဲ့အပြင်နောက်ထပ် social media company တွေကိုပါတက်ရောက်မှာပါ Snap, TikTok, YouTube နဲ့ဒီ platform တွေအားလုံးလည်းအနာဂတ်မှာဒီလိုမျိုးတရားရင်ဆိုင်ရတာတွေဖြစ်လာနိုင်ပါတယ်ဒါအပြင်အမှုရှုံးသွားရင်စောင်းရမယ့်ရော်ကြီးကအရန်ကိုများလွန်းတာကြောင့် Meta company တစ်ခုလုံးအတွက်တောင်မှတည်ရှိနေဖို့အတွက်ခက်ခဲသွားပါလိမ့်မယ်ဒီတရားရုံးရဲ့ဆုံးဖြတ်ချက်ကို9ပတ်အတွင်းသိနိုင်မှာဖြစ်ပြီးတော့9ပတ်အတွင်းမှာကျွန်တော်တို့သိမြင်ခဲ့ရတဲ့ social media design တွေအကုန်လုံးကလည်းအနာဂတ်မှာပြောင်းလဲသွားနိုင်ပါတယ်အခုကြည့်နေတဲ့သူတွေရောဘယ်လိုထင်လဲခင်ဗျပြည်နယ်29ခုရဲ့လွှတ်တော်အမတ်တွေရှုံးမလား Meta company ကရှုံးမလား comment မှာပြောသွားပေးခဲ့ပါဦးနော်အခုလိုအကြောင်းအရာတွေကိုနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ Real Note Channel ကို subscribe လုပ်ခဲ့ပေးပါဦး